မလင်းဝေ9000ကျော်တန်ဟာဝေးခေါက်ဖုန်းကိုကျွန်တော်က2500နဲ့ပြန်ရောင်းပေးမယ်ဖုန်းရဲ့ model ကတော့ဟာဝေး Mate X2 ဖြစ်ပြီးဟာဝေးပိုင်းရော software ပိုင်းရောလုံးဝerror ကင်းပြီးဒီလိုပါကင်ဘူးလေးနဲ့ဖူးဆက်ရမှာဆိုတော့ခင်ဗျားတို့စိတ်ပိုင်းအမောင်းစင်မှာလုပ်လို့ရတယ်နောက်ပြီးဘယ်ခေါက်ဖုန်းမှမတူတဲ့အတွင်းကိုခောက်ရတာမဟုတ်ပဲအပြင်ကိုခောက်ရတာကဒီလိုခောက်ပြီးကန်တဲ့အနေထားမှာလဲတာမန်ဖုန်းတစ်လုံးလိုစမတ်ကြပေါ်ပါနေတာပဲဖြစ်ပါတယ်နောက်ပြီး EMUN ကလည်း14 ထိသုံးထားပြီး display ကလည်းလုံးဝကြည်တောက်ရှင်းဖြစ်နေပါတယ်ကင်မရာမှာဆိုရင်လည်း50 MP သုံးထားတာဆိုတော့လုံးဝကြည်တောက်ရှင်းပါပဲဒါတင်မဲလားဆိုတော့မဟုတ်ပါဘူး RAM ကစတိုးကလည်း912 GB CPU ကလည်းစနက်တာခွန်888ရှိတာကြောင့်ဂိမ်းမီသမားတွေလည်း share ချမ်းလို့ရမယ်ဖုန်းပါနောက်ပြီး66 W ရှိတဲ့ Debra နဲ့လုံးဝ cable ကလည်းလုံးဝအသစ်တိုင်းမဲ့တော့မစွန့်ပြရမို့ original အတိုင်းရမှာပဲဖြစ်ပါတယ်နောက်ပြီးခေါက်ဖုန်းတွေဆိုတာကဒီရန်ကြီးရဲ့အတွက်အသစ်ကိုဝယ်ဖို့ဆိုရင်ကျွန်တော်တို့တော်တော်လေးစဉ်းစားရမယ်ဖုန်းတစ်လုံးပါဒီလိုဖုန်းကိုမှကျွန်တော်က2500နဲ့ရောင်းမယ်ဆိုတော့တော်တော်လေးကိုတန်နေပါပြီဒါပေမဲ့ပြဿနာတစ်ခုရှိတာကဒီဖုန်းကတစ်လုံးနဲ့ဖြစ်နေတယ်အဲဒီတော့အရင်ဆုံးဝယ်ရသူရမှာပဲဖြစ်ပါတယ်မှာယူခြင်းနဲ့ဆိုရင်ဆက်သွယ်ရမယ့် WhatsApp ဖုန်းနံပါတ်က318-433-1159ပဲဖြစ်ပါတယ် Facebook Messenger ကနေဆိုရင်လည်းဥအာကာထဆိုတဲ့အကောင့်မှာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်